မိုင်းစာအုပ်တွေထဲမှာကျွန်တော်တို့ဖတ်ခဲ့ရတဲ့ရွှေရောင်တောက်ပတဲ့ပကံပြည်ကြီးဟာစတင်တီထောင်ခါစားကရွှေရောင်မတောက်ခဲ့ပါဘူးတကယ်တော့အဲ့ဒီခေတ်ကပကံဟာညီးတွားတန်တွေသွေးညီနှံတွေနဲ့မျက်ရည်ပင်လဲဝေခဲ့တဲ့နေရဲခန်းတစ်ခုဖြစ်ခဲ့မှုပါတယ်ဗုဒ္ဓဘာသာအယောင်ဆောင်ထားတဲ့ဘာသာရေးကိုခုတုံးလုပ်ပြီးတိုင်းပြည်လုံးကိုမရင်းကျင်တပြတိုက်လူတက်ခဲ့တဲ့သွေးစာနေတဲ့အာနာရှင်ဂိုင်းစတားကြီးတွေပကံကိုကြီးစိုးခဲ့မှုပါတယ်သူတို့ကတော့တမိုင်းရဲ့အမြင့်ပတ်ဆုံးအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့အရေးကြီးတွေပါပဲဒီနေ့ဗီဒီယိုမှာတော့ကျောင်းစာအုပ်တွေထဲမှာဘယ်တော့မှထည့်မရေးရဲခဲ့တဲ့အရေးကြီးတို့ရဲ့အစိုးသွမ်းဆုံးအယုတ်မာဆုံးလှုပ်ဝက်ချက်တွေကိုတခုမကြံအသေးစိတ်ဖွင့်ချသွားတော့မှာမို့အဆုံးထိနားဆင်ပေးကြပါပကံခေတ်ဦးပိုင်းတက္ကရာ300စုကျော်လောက်ကတည်းကအရေးကြီးတွေဟာပကံမြေပေါ်မှာခြေကုပ်ယူခဲ့ကြပါတယ်သူတို့မှာခေါင်းဆောင်ကြီး30ရှိပြီးနောက်လိုက်တပည့်ပေါင်း6000ကျော်အထိရှိခဲ့ပါတယ်သူတို့ဟာကျွန်တော်တို့သိနေတဲ့သာသနာပြုရဟန်းတွေမဟုတ်ကြပါဘူးသပင်ကိုဖားလျားချထားတဲ့မုတ်စိတ်ငွေပုတ်ပုတ်ထက်နေအောင်ထားတဲ့ပြာရောင်မင်းကြီးညစ်အဝါရောင်သင်္ကန်းတွေကိုဝစ်ဆင်ထားပြီးလက်ထဲမှာဓာတ်နဲ့လက်နက်တွေကိုပွင့်ပွင့်လင်းလင်းကင်ဆောင်ထားကြပါတယ်သူတို့ရဲ့အဓိကအလုပ်ကဘာလဲပြည်သူတွေကိုနှိုင်းတိုက်တာပါသူတို့ဟာတေရီတောက်ကြတယ်အမဲသားစားကြတယ်ညဘက်ဆိုရင်တားမယားစုဆောင်ပြီးကာမဂုဏ်ခံစားကြပါတယ်ပိုပြီးဆိုးတာကသူတို့ဟာပကံပြည်သူတွေကိုအောက်လန်းကြီးတွေနှကိုးကွယ်မှုတွေနဲ့ခြောက်လန့်ပြီးငါတို့စိတ်မဆိုးအောင်နေကြငါတို့အမိန့်ကိုမနာခံရင်မင်းတို့တွေသွေးအံပြီးတေလိမ့်မယ်ဆိုပြီးတိုင်းသူပြည်သားတွေကိုကြောက်စိတ်သွင်းခေါင်းပုံဖြတ်အနိုင်ကျင့်ခဲ့ကြပါတယ်သူတို့ဟာပကံပြည်ရဲ့တရားဥပဒေစိုးမိုးရေးကိုလုံးဝပျက်စီးအောင်လုပ်ခဲ့ကြပါတယ်အရေးကြီးတွေထွင်ခဲ့တဲ့တရားစိုးတစ်ခုကတော့လူတယောက်ဟာမိခင်ကိုပဲတက်ဖခင်ကိုပဲတက်ဘလောက်ကြီးမားတဲ့လူတက်မှုဓာပြမှုကိုပဲကျူးလွန်ခဲ့ပါစေငါတို့အရေးကြီးတွေစီလာပြီးအပြစ်ကိုဝန်ခံငါတို့ကိုစွန့်ကြွေးငါတို့စီမှာအပြစ်စေးကြောရင်အဲ့ဒီအပြစ်တွေအကုန်လုံးလွင့်စင်ပြောက်ပြတ်သွားမယ်ဆိုတဲ့ဝါဒဆိုးကြီးပါပဲဒီစနစ်ကြောင့်ပကံပြည်မှာရှိသမျှလူမိုက်တွေလူသက်သမားတွေဓပြတွေဟာရဲရဲဝံ့ဝံ့လူသက်ကြပြီးအရေးကြီးတွေစီပြေးကပ်ကြပါတယ်အရေးကြီးတွေကအဲ့ဒီလူဆိုးလူမိုက်တွေကိုခိုးလုံခွင့်ပေးပြီးမိမိတို့ရဲ့ကိုယ်ပိုင်အကြမ်းဖက်စစ်တပ်ကြီးတစ်ခုလိုမွေးမြူထားခဲ့ကြပါတယ်ဒါကြောင့်ဘရင်ကိုယ်တိုင်တောင်မှအရေးကြီးတွေကိုမထိရဲမခုတ်ရဲပဲဒူးထောက်ခဲ့ရတဲ့အထိသူတို့ရဲ့ဩဇာဟာကြီးထွားခဲ့ပါတယ်ပကံပြည်ကပြည်သူတွေဟာမိမိတို့ရဲ့သမီးပြိုတွေကိုမင်္ဂလာဆောင်ပေးတော့မယ်ဆိုရင်တို့သားစီအရင်မပို့ရပါဘူးမင်္ဂလာဆောင်မဲ့ညမှာတို့သမီးအပြိုစင်လေးကိုအရေးကြီးတွေစီအရင်ဆုံးပို့ဆောင်ပေးရပါတယ်အရေးကြီးတွေကအဲ့ဒီမိန်းကလေးရဲ့ပန်းဦးလို့ခေါ်တဲ့အပြိုစင်ဘဝကိုအာဓမရယူကာမဆက်ရှက်ပြီးမှသာတို့သားစီပြန်လွှတ်ပေးတာဖြစ်ပါတယ်ဒါဟာဘာသာရေးမျက်နှာဖုံးဆုပ်ပြီးတိုင်းသူပြည်သားတွေရဲ့သမီးပြိုတွေကိုနေကင်းကြောင်တောင်တရားဝင်မရင်းကျင့်နေတဲ့စနစ်ဆိုးကြီးပါမိန်းကလေးပေါင်းမြောက်များစွာဟာအပြိုစင်ဘဝကိုအာဓမလူယူခံရလို့တက်တည်ခဲ့ကြရသလိုတို့သားတွေဟာလည်းမိမိတို့ချစ်သူဇနီးလောင်းလေးတွေအဖျက်ဆီးခံရတာကိုရင်ကျိုးမတက်ကြည့်ခဲ့ကြရပါတယ်တကယ်လို့ဒီစနစ်ကိုငင်းဆန်တဲ့အိမ်အောင်စုရှိခဲ့ရင်အရေးကြီးတွေကအဲ့ဒီအိမ်ကိုနှစ်ပတ်မင်းတန်တင်စီမယ်လို့ချင်းချောက်ပြီးသူတို့မွေးထားတဲ့လူမိုက်တွေနဲ့ညဘက်တပြတိုက်လူတက်မီးရှို့ပြီးဒဏ်ခတ်လေးရှိပါတယ်အနော်ယထာမင်းကြီးနန်းတက်လာတဲ့အခါတထုံပြည်ကကြာလာတဲ့ရှင်ရဟန်မထေမြတ်နဲ့တွေ့ဆုံပြီးစစ်မှန်တဲ့ဗုဒ္ဓဘာသာအလင်းရောင်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ဘုရင်ကြီးဟာဒီရုပ်မှာအရေးကြီးတွေကိုအမြင့်ပြတ်ရှင်းလင်းဖို့အမိန့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့အင်အား6000ကျော်ရှိတဲ့အရေးကြီးတွေဟာလွယ်လွယ်နဲ့အရှုံးမပေးခဲ့ပါဘူး။သူတို့ဟာလက်နက်ကင်ပြီးအနော်ယထာမင်းကြီးကိုတော်လှန်ဖို့စ조사ခဲ့ကြပါတယ်။ပကံပြည်မှာသွေးချောင်းစီးတဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအနော်ယထာမင်းကြီးရဲ့ဒိုင်းစစ်တီတွေဟာအရေးကြီးတွေကိုမြေလံစစ်စင်ရေးနဲ့နှိမ်နင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့အရေးကြီးကောင်းဆောင်တွေကိုကိုမြက်ပစ်ခဲ့ပြီးကြံတဲ့နောက်လိုက်တွေကိုတော့တင်ငန်းကျွတ်လူဝစ်လဲစေပြီးမင်းကြီးရဲ့နန်းတော်မှာစင်ချေကျုံမြင်းချေကျုံနဲ့အလုတ်ကျန်းသမားတွေအဖြစ်၎င်းနေဆက်ကစစ်တီတော်တွေအဖြစ်၎င်းပို့ဆောင်ကတန်ခတ်ခဲ့ပါတယ်။ဒါဟာတမိုင်းစာမျက်နှာတွေကြားထဲမှာဖုံးကွယ်ထားခြင်းစရာကောင်းလောက်အောင်စိုးသွမ်းခဲ့တဲ့ပကံခေတ်ဦးအရေးကြီးတို့ရဲ့သွေးစွန်းသောဇလန်းဆိုးကြီးပဲဖြစ်ပါတယ်။အခုလိုတမိုင်းကြောင်းတွေကိုကြည့်ချင်ရင်ကျွန်တော်ရဲ့ channel ကို like နဲ့ဆက်စပ်ခရိုက်ပါလေးပေးခဲ့ပါအောင်ကောင်းသောနေ့လေးတွေပိုင်ဆိုင်ပါစေ။